ငိုနေတဲ့လွတ်လပ်စွာပြန်တန်းခဲ့ပြီဖြူကျော်သိန်းရေးဖွဲ့တည်ဆိုပြီးဒေါင်းနဲ့တူတရုပ်ဆောင်ထားတဲ့မငိုနေတယ်လို့အမည်ရတဲ့ချင်းဇလန်တူ music film တစ်ပုဒ်ကိုကြည့်ရှုခန်းစားနားဆင်ရတယ်။တချင်းတစ်ပုဒ်ကိုအခြေခံတည်ဆောက်ထားတဲ့ဇလန်တူထဲမှာတချင်းအပါဝင်တယောက်တနေရာစီဝေးကွာနေကြတဲ့ဒေါင်း PDF နဲ့ဖြူဝေးရောက်ချစ်သူတို့ရဲ့တရုပ်ဆောင်ရုပ်ကတ်တွေပြီးတော့သူတို့နှစ်ယောက်ရဲ့အပြန်အလှန်ပြောစကားတွေပါတယ်။ဒီစာရေးနေတဲ့အချိန်မှာပဲမငိုနေတဲ့ music film ဟာဖြူရဲ့ Facebook စာမျက်နှာမှာကြည့်ရှုမှု5 million ကျော်သွားပြီဖြစ်တယ်။ဘာလို့ဒီလောက်တောင်အားပေးကြတာလဲ။မငိုပါနဲ့လို့ခေါင်းစဉ်ပေးထားပေမဲ့ကြည့်ရှုခံစားကြတဲ့သူတွေဘာကြောင့်အန်ကျိတ်ကြီးကွယ်မျက်ရည်ဝဲကြတာလဲ။ဘာကြောင့်ခံပြဲနှခမ်းကငိုရှိုက်မိကြတာလဲ။ဒီသချင်းကိုကြည့်ရှုခံစားပြီးချိန်မှာပဲသချင်းရဲ့စာသားတွေကိုချရေးပြီးဘာမှထပ်ပြောစရာမလိုအောင်ကိုပြီးပြည့်စုံတော့တဲ့အမှုပညာဆိုတဲ့စာသားနဲ့ကို post တင်ခဲ့တယ်။ဒါပေမဲ့အခုတော့ထပ်ပြောချင်တာတွေရှိလာလို့ပြောခွင့်ပြုစေချင်ပါတယ်။ဖြူကလည်းသူမရဲ့ Facebook မှာအပန်းမကြည့်ရင်ဖြူ YouTube လေးမှာလည်းတွားကြည့်ပေးပါအောင်လို့ပြီးရင်အကြိုက်ဆုံးခန်းလေးတွေစကားလေးတွေတချင်းစာသားလေးတွေမှန်သွားပြီနော်ဖြူကြိုက်ဆုံးခန်းလေးရောသိကျင်သေးလားဆိုပြီးပြောထားတာကြောင့်တချင်းတစ်ပုတ်လုံးအကြောင်းကိုမရေးတော့ပဲကိုကြိုက်ဆုံးဇက်ဝင်ခန်းတွေစာသားတွေနဲ့စကားလုံးတွေအကြောင်းကိုပြန်ပြောပြချင်တာပါတချင်းတစ်ပုတ်လုံးထဲမှာကိုကြိုက်ဆုံးဇက်ဝင်ခန်းနဲ့ပြောစကားတွေကိုပြောပါဆိုရင်တော့အချိန်9မိနစ်50စက္ကန့်ကအခန်းကိုပြောရလိမ့်မယ်ဒဏ်ရာရထားတဲ့ PDF လူငယ်ကစိုးရိမ်နေတဲ့ချစ်သူကိုစိတ်မပူဖို့ပြောတဲ့အခန်းပေါ့စင်ပြေ strong ဘလောက်နာလေကောင်းဖြစ်ပါလေဒီမှာတတူးထိုးသလောက်ဒေါင်းပြောလိုက်တဲ့စကားကတိတ်များများဆဆမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်ရင်ထဲမှာတော့နာကျင်မှုအဲ့ဒီနာကျင်ခြင်းတွေအပေါ်ထိမထင်တဲ့ခံစားမှုစိတ်အားတက်ကြွမှုဒီထက်ပိုကြီးတဲ့တေလောက်တဲ့ဒဏ်ရာတွေရခဲ့ကြသူချို့ဒီလိုရဲမမောနဲ့စကားတွေပြောနိုင်ချတော့ဘူးဆိုတဲ့အတွေ့အဝင်လာကခံစားလိုက်ရတဲ့စွန့်နစ်မှုစသဖြင့်ခံစားမှုပေါင်းစုံကိုခံစားလိုက်ရတယ် I am strong ဆိုပြီးဗလာညှစ်ထုတ်ပြနေတဲ့တောင်းရင်ဘက်ကတက်တူးကိုလှည့်ပြရင်ဒီလောက်တော့မဖြုံပါဘူးလို့ပြောနေတဲ့တောင်းသူ့ရဲ့မျက်နှာမှာတနိုင်ငံလုံးကအဖိုးအဖွားတွေမိခင်ဖခင်တွေဦးတော်တော်တွေအကိုကြီးအမကြီးတွေတကယ်ချင်းပေါင်းဖော်တွေဟာသူတို့ရဲ့မြေးတွေသားသမီးတွေတူမတွေညီလေးညီမလေးတွေနဲ့သူတို့ချစ်တဲ့တငယ်ချင်းတွေရဲ့မျက်နှာတွေကိုမြင်အောင်ဝမ်းနဲ့စွန့်နှင့်ကြေကွဲနေကြမှာသိကြပါတယ်ဒီဇဝင်ကအပြီးမှာဇက်တိုက်ရောက်ချလာတဲ့ဂီတတန်စင်ပြီးတော့လက်တွေ့ဘဝတွေနဲ့နီးစပ်လွန်သောစာသားတွေနဲ့ဖြူရဲ့တီဆိုဟန်တွေကအဲ့ဒီခံစားချက်တွေကိုပို့ပြီးနိုးထယုံကြွလာစေတယ်နေဆိုကဘူးရကင်းတွေထပ်တော့ချက်စရာပိုကောင်းတဲ့တတူရထိုးနေကြတော့တော့ကိုသိမချုံပါဘူးတဲ့ဟာသားရပြောကရုပ်ပြောင်းနေလားချော်နေပြန်သေးတယ်မငိုနဲ့ဒီစကားလုံးတွေဟာချစ်သူစုံတွဲတွေမှာမဟုတ်ပါဘူးအဖိုးအဖွားတွေမိဘတွေဦးတော်တော်တွေအကိုတွေအမတွေမိတ်ဆွေတငယ်ချင်းတွေတော်တော်များများတော်တွေက PDF လူငယ်ဂျန်စီတွေစီကနေကြားဘူးကြတဲ့စကားလုံးတွေဖြစ်ပါလိမ့်မယ်ဟုတ်တယ် AACC ကောင်တာပြစ်နေတဲ့လူငယ်တွေဒိုတာခုတ်နေတဲ့လူငယ်တွေဟာစစ်အာဏာယူရဲ့မတရားပိုကြမှုကိုမခံမရပ်နိုင်တာကြောင့်တောတွေတောင်တွေထဲရောက်ပြီးလက်နက်ကင်တော်လှန်ရေးလမ်းကိုရှောက်ခဲ့ကြတယ်စစ်မိတ်ဆာတွေနဲ့ရင်ဆိုင်နှွှဲရတဲ့စစ်မြေပြင်ဟာဂိမ်းတွေကစစ်စင်ရေးတွေလောက်မလွယ်ကူဘူးဆိုတာကိုသူတို့တွေနှစ်ဖူးတွေ့ဒူးတွေ့ကြုံကြရတယ်ဂိမ်းထဲမှာခြေစံမှန်တဲ့အခါရော့သွားတဲ့သွေးတွေကိုလွယ်လွယ်ပြန်ဖြည့်လို့ရပေမဲ့တကယ်စစ်မြေပြင်မှာခြေစံမှန်တဲ့အခါသွေးရော့မကအသက်ပါတစ်ခါတည်းပေးလိုက်ကြရတဲ့ဘဝတွေလေကိုယ်တိုင်တည်သွားတာထက်ကျသွားတဲ့ကိုယ်တငယ်ချင်းအလောင်းကိုမျက်ရည်တွေနဲ့ထမ်းပြေးခဲ့ကြရတဲ့စိတ်တန်ရာတွေကရှင်ကြံရစ်ခဲ့သူတိုင်းမှာရင်ထဲမမြတ်
သူတို့တိမ်ညွတ်ဆွဲမှတ်ရာကိုသူတို့အသားတွေပေါ်ဘလောက်ပင်နာကျင်ပါစေလိုလိုချင်းချင်းနဲ့တင်ထားကြတဲ့လူငယ်တွေရဲ့အိမ်ပြန်လမ်းမှာဒဏ်ရာတွေရဲ့အမာရွတ်တွေဟာတက်တူးတွေလိုနေရာယူထားကြတော့မှလို့တွေးမိတော့ကိုပေါ်ရေးမှုတဲ့စာသားတစ်စုံတစ်စကိုတိုးတိုးလေးရေရွတ်မိပြန်တယ်အမှန်တရားဟာဒဏ်ရာများကိုတက်တူးလိုထိုးအိမ်အပြန်မြေပြင်မှာတပြေပင်တွေတောထကြိုလှရော့မယ်တဲ့လူလူကောင်းတော်ဒေါ်ဆန်းစုကြည်ကပြောဘူးတယ်တတိရှိတယ်ဆိုတာကြောက်စိတ်ရှိလျက်နဲ့ကိုပဲမှန်ရကိုလှုပ်ရဲတာတဲ့ကင်မရာကင်ခဲ့ကြတဲ့စေးထိုးအပ်ကင်ခဲ့ကြတဲ့စာအုပ်တွေကင်ခဲ့ကြတဲ့ကွန်ပျူတာကင်ခဲ့ကြတဲ့စစ်ဆိုတာကိုဂိမ်းတွေထဲမှာပဲစော်ဘူးခဲ့ကြတဲ့လူငယ်တွေဟာတကယ်စစ်မြေပြင်မှာကြောက်စရာကောင်းတာတွေများစွာကိုရွေ့ကြုံခဲ့ကြရပေမဲ့တတိရှိရှိနဲ့မှန်ရကိုဆက်လုပ်နေခဲ့ကြတယ်ဒါဟာသူတို့ယုံကြည်တဲ့လမ်းပဲတာယာမင်းဝရဲ့စာသားတစ်ခုလိုပေါ့ရှာပေါ်မြက်ပေါက်ရုံမကလို့ရှာဖောက်ပြီးအာကောင်မှာကန္နာရစူးပင်ပေါက်ပလိစေဒီလမ်းမှာဆက်လျှောက်နေအောင်မှာတဲ့ဘာလို့လဲကြောက်စရာဒီလောက်ကောင်းပေမဲ့သူတို့ဘာလို့ဆက်လက်ရဲရင်နေကြရတာလဲ兄弟呀老我吃毒也潇洒那个没多的不好对这那么出路吧搞了半夜的那对将带马呀马吧နာကမဲ့သွားတဲ့ဘဝဟာတည်ခြင်းနဲ့မထူးဘူးတဲ့ဟုတ်တယ်2015ကာလအခက်အခဲတွေအတားအဆီးတွေစိန်ခေါ်မှုတွေကိုအတူတူစ조사ဖြတ်ကျော်နေကြရင်မျောလင်းချက်အိမ်မက်တွေတလူလူနဲ့လန်းဆန်းတက်ကြွနေကြတဲ့လူငယ်တွေပြည်သူတွေရဲ့အနာဂတ်ကိုစစ်မိတ်ဆာတွေက2021ရဲ့မနက်ခင်းတစ်ခုမှာရိုက်ချိုးဖျက်ဆီးခဲ့ကြတယ်။မေဦးတော်လန်ရဲ့အစလမ်းမတွေပေါ်ကကြွေးကြော်တန်တစ်ခုကကိုနာတယ်ပြန်ပဲ့တင်ထက်မြည်ဟီလို့ကျွန်တော်တို့ဟာလူငယ်တွေပါလူငယ်တွေမှာအနာဂတ်ရှိတယ်။ဂျန်စီလို့ခေါ်ကြတဲ့လူငယ်မျိုးဆက်တွေရဲ့အနာဂတ်တွေပြီးတော့နောက်အနာဂတ်မျိုးဆက်တို့ရဲ့နောက်ထပ်သောအနာဂတ်တွေအဲ့ဒီအနာဂတ်တွေကိုမဖျက်ဆီးပစ်ဖို့လက်နက်ကင်ပြီးအနိုင်မကျင့်ဖို့ပြည်သူအာဏာပြည်သူလက်ထဲပြန်ပေးဖို့တနိုင်ငံလုံးကလူငယ်တွေပြည်သူတွေရဟန်းရှင်လူတွေလှဲနေလှေအောင်မြင်းဆောင်မကြံလမ်းမတွေပေါ်တက်ငင်းညမ်းစွာဆန္ဒတွေပြခဲ့ကြတာကိုရရဆက်ဆက်ခေါင်းတွေကြီးတဲပစ်ခဲ့တာကအာဏာယူစစ်မိတ်ဆာတွေအဲ့ဒီအခါကိုရိုတွေရဲ့အစဒမှာခိုင်ခိုင်မာမာနဲ့တေချာလိုက်ရတာကငါတို့ပိုင်ခဲ့တဲ့နေ့တွေကိုငါတို့ပြန်တိုက်ယူမှရမယ်ဆိုတာပဲဒီရင်အောင်တွေဟာငိမ့်ညမ်းရေးကိုနှစ်ကာနဲ့စုံမှတ်ခဲ့ပူပါတယ်ဒီနှကန်းတွေဟာငိမ့်ညမ်းရေးကိုဆွဲဆွဲလန်းလန်းနဲ့အော်ဟစ်ခဲ့ကြဘူးတယ်ဒီလက်ယုံတွေဟာငိမ့်ညမ်းရေးကိုယုံယုံကြည်ကြည်နဲ့ထုစစ်ချဲမုန်းခဲ့ကြပူပါတယ်ဒါပေမဲ့အခုအချိန်မှာကိုတို့တွေအားလုံးဘဝပေါင်းများစွာနဲ့ရှင်းပြီးထပ်မံနားလေလိုက်ရတာကငိမ့်ချမ်းရေးအတွက်တိုက်ပွဲရှိရမယ်နေစားရဲမရေလို့ထားတာစိတ်မပူပါနဲ့စတောင်းနေရတာဖျက်ခင်ရှိမပြေးရလဲရွှဲတယ်တယောက်လာတဲ့ခက်ကန်ကပန်းကောက်မပန်းသေးမတဲ့မငုံန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 ဲ့ဇလန်းထဲမှာတောင်းကသူ့ချစ်သူဖြူကိုမငိုနဲ့လို့တခွန်းနဲ့ပြောလိုက်တာပါပဲဒါပေမဲ့ကိုတို့ရဲ့နှလုံးသားတွေထဲမှာကြားလိုက်ရတာကအဖွားဘာလို့ငိုနေတာလဲအဖွားမြေးကပါဟာရင်းကြပါအဖွားရဲ့ဘာမှမဖြစ်ဘူးမငိုပါနဲ့မေရဲ့တာနေကောင်းပါတယ်ငိုမနေနဲ့လေတော်လေးရန်ကုန်မှာပြန်ဆောင်ကြမယ်နော်ငါကြီးကလည်းငိုမနေစမ်းပါနဲ့ကျွန်တော်အဆင်ပြေပါတယ်ဟဲ့ငိုမနေပါနဲ့ဟာလာလည်းမလှပဲနဲ့ဟဲ့အောင်တားကြီးငိုမနေနဲ့လေငါမသေးသေးဘူးဟာဆိုတဲ့ PDF လူငယ်တွေရဲ့အခွန်သောအတန်တွေအနုပညာနဲ့ပတ်သက်ရင်လွတ်လပ်ခွင့်၃မျိုးရှိတယ်လို့ကိုနားလည်ထားတယ်အနုပညာပစ္စည်းတစ်ခုကိုဖန်တီးနေတဲ့သူဟာဟိုစီးဒီပေါင်တွေကိုမဖြစ်မနေလိုက်နာရမယ်ထည့်သွင်းစဉ်းစားရမယ်ဆိုတဲ့ကန့်သက်ချက်တွေကိုဂရုစိုက်စရာမလိုပဲလွတ်လပ်ခံစားဖန်တီးခွင့်ရှိရမယ်ဒါကအနုပညာသမားတယောက်ရဲ့လွတ်လပ်ခွင့်အဲ့ဒီလိုပဲ
အနုပညာပစ္စည်းတစ်ခုကိုဖန်တီးသူကဖန်တီးလိုက်ပြီးတဲ့နောက်မှာလက်ခံခံစားတဲ့သူအနေနဲ့ကလည်းဖန်တီးသူမထင်မှတ်ထားတဲ့ခံစားမှုမျိုးရသွားတာမျိုးဖန်တီးသူမစင်စားဘူးတဲ့တွေးမြင်ချိုသိမြင်သွားတာမျိုးစတာတွေရှိနိုင်တယ်အဲ့ဒါကိုဖန်တီးသူကကျွန်တော်ပြောချင်တာအဲ့ဒါမဟုတ်ဘူးကျွန်တော်ဆိုလိုတာအဲ့လိုမဟုတ်ဘူးဆိုတာမျိုးလိုက်တဲ့ပေးနေလို့မရဘူးလိုလည်းမလိုအပ်ဘူးဒါကခံစားသူရဲ့လွတ်လပ်ခွင့်ဒါအပြင်အနုပညာပစ္စည်းတစ်ခုဟာဖန်တီးသူလက်ကလွတ်သွားပြီးတဲ့အနောက်မှာဖန်တီးသူကိုယ်တိုင်မရည်ရွယ်ထားတဲ့ဖန်တီးသူတွေမကဘယ်သူမှမျှော်လင့်မထားတဲ့လမ်းကြောင်းတစ်ခုကိုသူနီးသူဟန်နဲ့ဖောက်သွားရှောက်သွားတာမျိုးလည်းရှိနိုင်တယ်ဒါကတော့အနုပညာပစ္စည်းကိုယ်တိုင်ရဲ့လွတ်လပ်ခွင့်ပဲဖြူဖြူနဲ့အဖွဲ့သားတွေထုစစ်ဖန်တီးခဲ့ကြတဲ့ငုံနေတယ်လို့အမည်ရတဲ့ music fling ဟာအနုပညာပစ္စည်းတစ်ခုရဲ့လွတ်လပ်ခွင့်ကိုစုပ်ကိုင်ပြီးဖန်တီးသူတွေတောင်မျှော်လင့်မထားသောခရီးတစ်ခုကိုသူနီးသူဟန်နဲ့လွတ်လပ်စွာပြန်တန်းနေပြီလို့ပဲပြောချင်ပါတယ်နေဖုံးလက်